ငငယ်လေးတွေကအိမ်မှာသိမ့်မချက်စားဖြစ်တဲ့ဟင်းတွေထဲမှာဒီကင်းမွန်တီလည်းပါပါတယ်ဒါပေမဲ့ဒီခြံထဲမှာတီးနေရလေးတွေ့ရနဲ့ဒီနေ့ကြော်စားဖြစ်ပါတယ်ရှင်အချိုသီးလားအခါသီးလားမခွဲတတ်တာနဲ့ကိုက်မြည်ကြည့်လိုက်ပါတယ်ချက်မဲ့နဲ့မချက်ဖြစ်တော့တေးသေးလေးနဲ့ရင်းအောင်ရှင်းကုန်ပါပြီအနှစ်များလေးရဖို့အတွက်ကြက်သွန်နီကြက်သွန်ဖြူငုတ်သီးစိမ်းနဲ့ပစွန်6ကိုသုံးထားပါတယ်စနွင်းမုံအယောင်တင်မုံနဲ့ငပိစိမ်းစားကိုပါတစ်ခါတည်းရောထောင်းပေးထားလိုက်ပါတယ်ရှင်စီလဲနည်းနည်းလေးပဲသုံးမှာမို့လို့ထမင်းစားစွန်းလေးနဲ့တစွန်းထည့်ပြီးတော့တအိုးလုံးလိုက်ဖြန့်ပေးထားလိုက်ပါတယ်အနှစ်ကများပြီးစီကနည်းနေတော့အိုးနည်းနည်းလေးတော့ကပ်ပါတယ်ဒီလိုအနှစ်များလေးနဲ့ချက်လို့ရှင်အာလူပဲဖြစ်ဖြစ်ခရမ်းသီးပဲဖြစ်ဖြစ်ပစွန်ကြောက်လေးရောခရူးစီလေးရောစီတက်တဲ့အချိန်ထည့်ရတာကိုကျမပိုကြိုက်ပါတယ်ငရုတ်သီးစိမ်းကိုစီထည့်တတ်တာဆိုတော့ဟတ်ချီရောနည်းနည်းလေးတော့ဖြစ်ပါတယ်။ထဲဦးနောက်မှာဖြစ်တာမဟုတ်ဘူးเนาะဟိုဘက်ကိုသွားပြီးခြီတာပါအဖြစ်မပြောပါနဲ့အောင်ရှင်။ပုံမှန်ချက်စားလေးမရှိပေမဲ့ဒီနေ့ချက်တာလေးကတော့တော်တော်စားကောင်းပါတယ်။ကျမမနှက်စာရောနေ့လည်စာရောတခြားဟင်းမနိုင်တော့ပဲနဲ့ဒီမျိုးနဲ့ပဲစားလိုက်တာပါ။ဟိုတနေ့ကတွေးလိုက်တဲ့ဗီဒီယိုထဲမှာလေဒါရှိကိုအိုးချကန်လေးမှရေနည်းနည်းဖြောပြီးထည့်ရတာပိုတိုးရဲဆိုလို့နောက်ဆုံးမှထည့်ထားပါတယ်။မင်္ဂလာပါရှင်ဟိုတနေ့ကပြုတ်ထားတဲ့မြစ်ချွလေးတို့ဒီနေ့ပြန်သုတ်စားပါမယ်ရှင်ပထမအဆုံးပစွန်6နဲ့မြေပဲလှော်ကိုထောင်းထားပေးလိုက်ပါမယ်အဲဒီနောက်အချိုပိုတိုးအောင်လို့စက်သွန်နီကိုများလေးထည့်ပေးထားလိုက်ပါမယ်ခုနကထောင်းထားတဲ့မြေပဲကိုလည်းနှစ်စွန်းထည့်လိုက်ပါမယ်ပဲအကြက်မုံရဲ့အရသာမုံရဲ့ငရုတ်တီးစိမ့်နဲ့စီချက်တို့ကိုလည်းထည့်ပါမယ်ရှင်ချိုစိမ့်လေးစားချင်တဲ့သူတွေကတော့တမယာသီးမထည့်နဲ့ပေါ့နော်ချင်ငံဆက်လေးစားမှမို့လို့တမယာသီးညစ်ပေးထားလိုက်ပါမယ်အခုနတော့ငံပြားကြီးထည့်ဖို့မိသွားလို့အခုမှငံပြားကြီးကောက်ထည့်လိုက်ပါတယ်ကျမနေမကောင်းတော့ကျမမျိုးသားတုတ်ကျွေးတဲ့ပုံစံလေးပါအရန်စားကောင်းလို့ဒီနေ့ထပ်တုတ်စားပါတယ်ရှင်သူတုတ်တော့ကတော့ကြက်သွန်နီကြော်ရပါတခါထည့်တုတ်တော့ပို့ချိုတာပေါ့ရှင်ကျမကတော့အလှဆင်ရောအပေါ်ကနေဖြူထားပေးလိုက်ပါတယ်မြစ်ကငကိုတွေကပင်ကိုအချိုတက်ရှိတာမို့လို့တော်တော်လေးကိုစားကောင်းပါတယ်ရှင်မြစ်တမင်္ဂလာပါရှင်ဒီနေ့တော့စီမပါတဲ့အရေးတောက်လေးချက်စားပါမယ်ရှင်မခသီးနှံမွေးလေးမို့လို့အရန်အောင်တောက်လို့ကောင်းပါတယ်ချက်မှာကအမဲဝဲနှသားနဲ့ချက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အညီနဲ့လေးသက်သာအောင်လို့10မိနစ်လောက်ပြုတ်ပြီးတော့တရေသွန်ထားလိုက်ပါတယ်ရှင်ပြီးရင်တော့အရွယ်အနီတော်လေးတုံးထားလိုက်ပါမယ်ကြက်သွန်ဖြူချင်းစပလင်နဲ့အရသာအနေနဲ့အရသာမုတ်တစ်မျိုးရဲ့ငံပြာရည်သို့မဟုတ်စားရည်ထည့်ပြီးတော့အသားနူးတဲ့အထိပြန်ပြုတ်ပါမယ်ရှင်ကျမသိချင်တာကလေမခသီးရယ်မကက်သီးရယ်အာထုံစည်းရယ်ဆိုတာအတူတူပဲလားရှင်အသားပြုတ်နေတော့မှငရုတ်သီးစိမ်းရယ်မခသီးရယ်ကိုအစင်သင့်ထောင်းထားပေးလိုက်ပါမယ်ရှင်ကိုလိုချင်တဲ့ရေပမာဏရဲ့အသားအနေထားလည်းအတော်ပဲဆိုရင်တော့ခုနကထောင်းထားတဲ့မကက်တီရဲ့ရှမ်းနံလေးရဲ့အုပ်ပေးလိုက်ရင်ရပါပြီရှင်ကျမကရင်ပမာသူကရှမ်းကရဆိုတော့ကျမချက်တဲ့ဟင်းတွေကစီမပါတဲ့ရေလွန်ပြုတ်လေးပို့ပြီးများပါတယ်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်